ကတော့အိမ်လွမ်းပြည်လေးရှမ်းခေါက်ဆွဲချက်စားဖြစ်တာလေးကိုညှဝေပေးမှာပဲဖြစ်ပါတယ်ပထမဦးဆုံးချက်သားလေးတွေကိုအတုံးသေးလေးတွေတုံးထားပေးလိုက်ပါမယ်ဒီနေရာမှာတော့ချက်သားကိုအတုံးလိုက်မဟုတ်ပဲနဲ့ကြက်ကြိတ်သားဝက်ကြိတ်သားတွေကိုလည်းအတုံးပြုနိုင်ပါတယ်သားတုံးသေးလေးတွေတုံးပြီးပြီဆိုရင်တော့စားနနွင်းပင်းငံပြာရည်အရသာမုံတို့နဲ့နေပြီးတော့အရသာဝင်အောင်နှက်ထားပေးလိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့ရင်းအနစ်လေးမများရဖို့အတွက်စစ်တုံမီနဲ့ခရမ်းချင်သီးတွေကိုလည်းနှုတ်လေးလှီးထားပေးလိုက်ပါမယ်စီအိုးလေးပူလာပြီဆိုရင်တော့ထောင်းထားတဲ့ချက်သွန်ဖြူလေးကိုစီတက်ပေးလိုက်ပါမယ်ချက်သွန်ဖြူလေးတွေကလေနည်းနည်းပြီးတော့အနက်လေးမွေးလာပြီးကျွတ်လာပြီဆိုရင်တော့ချက်သွန်လေးကိုထည့်လိုက်ပါမယ်ချက်သွန်လေးလည်းနွမ်းလာပြီဆိုရင်တော့အယောင်တင်မှုန့်လေးကိုထည့်လိုက်ပါမယ်ခဏနေကနှုတ်လေးလှီးထားတဲ့ခရမ်းချင်သီးလေးတွေကိုထည့်လို့ရပါပြီနော်စက်သားလေးတွေကိုထည့်လို့ရပြီနော်ပြီးတော့မှစက်သားလေးတွေကိုကျက်သွားတဲ့အထိဖုံးလေးအုပ်ပြီးတော့တည်ထားပေးလိုက်ပါမယ်ရှမ်းခေါက်ဆွဲအနစ်လေးရလာပြီဆိုရင်တော့ရှမ်းခေါက်ဆွဲပြင်ဖို့အတွက်ခေါက်ဆွဲဖက်လေးတွေကိုရင်နွေးထဲပြုတ်ထားပေးလိုက်ပါမယ်ဒီမှာတော့ရွှေပဲရွက်လေးနဲ့အရသာတူတဲ့အရွက်လေးကိုသုံးထားပါတယ်ရှမ်းပြည်ဘက်မှာဆိုရင်တော့လေရွှေပဲရွက်လေးကိုထည့်တတ်ကြပါတယ်ဒါဆိုရင်တော့ပြုတ်ထားတဲ့ရှမ်းခေါက်ဆွဲဖက်နဲ့အရွက်ရှမ်းခေါက်ဆွဲနည်းလေးတွေရလာပြီဆိုရင်တော့ရှမ်းခေါက်ဆွဲပွဲလေးကိုပြင်ဆင်ပေးလို့ရပါပြီပြင်ဆင်တဲ့အခါမှာလေတနေ့နဲ့တနေ့ပေါ်မူတည်ပြီးတော့မှခေါက်ဆွဲဟင်းအနှစ်ပင်းငပိအချူရည်နဲ့တခြားပါဝင်ပစ္စည်းတွေကိုမိတို့နှစ်သက်တယ်လို့မျိုးအမျိုးမျိုးပြောင်းလဲထည့်ပြီးတော့စားသုံးလို့ရပါတယ်ဒီလိုလေးထည့်ပြီးတော့စားရတာလည်းရှမ်းခေါက်ဆွဲစားရတဲ့ရတာတစ်ခုပဲဖြစ်ပါတယ်ဒီလိုလှုပ်စားပြီးတော့မှလေမိတ်ဆွေတို့အနေနဲ့လည်းရင်ကစားခဲ့ဖူးတဲ့ရှမ်းခေါက်ဆွဲရတာလေးတွေရဲ့အမတ်တရားကောင်းလေးတွေကိုလည်းဒီရလာစီနိုင်ပါတယ်နော်ဒီဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင် like and subscribe လေးနဲ့အားပေးခဲ့ပါအောင်နော်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်